အဲ့ဆိုအခုပြန်လိုက်တော့မယ်လေဟုတ်ကိုဟုတ်တတာကိုဂင်းဆိုင်ပြန်မှာနော်โอเคကိုဟုတ်ဟဲ့ဘယ်သူလဲဒီတယောက်ကငါ့ကိုတစ်ခါမိတ်ဆက်ပေးတဲ့တယောက်လည်းမဟုတ်ဘူးဟုတ်တယ်ဒါကနောက်တစ်ယောက်လေကိုကြီးပေါ့အဲ့ဆိုအရင်တော့တယောက်ရောသူကလေငါထက်ငယ်တော့ငါ့ကိုအရန်ချွဲလို့မကြိုက်တော့မလေးဟဲ့နင်တို့ကြလည်းရေးစားရမြန်လိုက်တာငါပြောသေးကိုခုံခါရမှခက်နေအောင်မယ်တခုမှလေဒီမှာလေးမအောင်ကော်ဖီတစ်ခွက်3 days later အဲ့ကောင်ကလေချိန်ထားရင်အများနောက်ကျနေရမယ်စိုးရောက်တယ်ဆိုတာမရှိဘူးဦးကလည်းနော်လာနောက်လေလာရင်မမြင်လားခေါင်းဝယ်နောက်ကျတော့မယ်ဟုတ်ဦးအဲ့ဆိုချာတိတ်ဖုန်ချလိုက်တော့မယ်နော်အရန်ချစ်တယ်အဲ့ဆိုတတာဘလို့ဒီလိုလောက်လုံးနေရလဲ။ဘာလို့လောက်ကြနေရလဲ။ယောက်ျားလေးလေအလှလေးပါလေးပြင်ရသေးတယ်။နေပြင်တယ်လားငါမပြင်ရဘူးမြင်လား။နေရုပ်လည်းနည်းနည်းပြောလူကတဲ့အသက်က20အိုးနေပြီ။ညနေလေးပါလေးကိုလည်းထိမ့်ပါဦး။ငါခုသုံးနေရဲ့။ဟာတီးစကင်ကဆက်လေးကောင်းနေ။အဲ့လေသုံးကြည့်လား။သုံးမယ်လားအခုစားအောင်ငါမရောက်လို့နန်းမနဲ့။အော်မိပါတယ်အေးစေးပါ The next day ဒီရသားလေးကြီးရ။ဘာလို့အဲ့လောက်တန်ကြီးရင်းနေရလဲ။ဘယ်မှာလူတွေရှိရဲ့။ဟောမင်းကလေးစစ်ပြီးတော့အဲ့ကြောင့်နေဘဲမရ။နေရလဲအားနေအိတ်ဘဲမရတဲ့အကြောင်းပဲလာပြီးတော့ခလုတ်တိုင်နေ။ဟောဒါနဲ့တော့ငါမယုံမယ်။ဟိုတနေ့ကလေနင်ငါ့ကိုပြောတယ်လေ healthy headset ဆိုအဘလို့တော့ရမှာ။ဟောအဲ့သူ့မှာ cleansing foam ရယ် toner ရယ်နောက်ပြီးတော့ mid asset ရယ် night cream ဆိုပြီးပါတယ်ဟာဟဲ့အများကြီးပဲ။ဩအလားပါအတွက်ပဲဒီလောက်တော့အားထုတ်ရမှာပေါ့။ငါပြောကြမယ်တစ်ခုချင်း cleansing ကအစီအမြစ်ကြီးတွေကိုတန့်စင်ပေးပြီးကြည်လင်တဲ့ skin လေးရမယ်။ပြီးရင် toner လေးတော့သူကကြောက်ချွေးပေါက်ခြင်းနဲ့အသားဟိမညီညာနဲ့အဆိုးတဲ့ကိုထိမ့်ပေးပြီးတခြားစငယ်ငယ်တွေထပ်သုံးမယ်ဆိုလဲအသားတွေကိုပို့ပြီးတော့စိတ်ဝင်စရာပေါ့ဟဲ့နင်ကလည်းသိလိုက်တာ9000နဲ့လောက်မသိဘူးနင်ကမိမရရင်ဒီကြံသေးရဲ့မင်းရဲ့ဇက်ကကြတော့မျက်နှာပေါ်မှာရှိတဲ့လေးချောင်းတွေကွာသူကရောပါစေပြီးတော့အသားရည်ကိုတဘာဝတိုင်းလေးကြည်လင်းစေတယ်လိုက်ခရနော်သိရမလားသိပါရဲ့ညဘက်လည်းရရဟာမလားအေးဟုတ်တယ်သူကကြောက်လေကွာမျက်နှာပေါ်မှာရှိတဲ့အစိမ်းတောက်တွေကိုရောပါစေပြီးတော့အသားရည်ကိုတင်းစေတယ်အရေးချောင်းတွေကိုတက်တာစေတယ်နိုးလာတဲ့အခါမှာလည်းတဘာဝတိုင်းလေးဘလို့နေမှာငါနင်ပြောတာရလေညာနေရောကွာနားလေဒါပေမဲ့နားမလဲဘူးဖြစ်နေတာအဲ့ကြောင့်မို့ငါညာဘက်ကြလို့ရှိရင်လိမ့်တဲ့ချိန်မှာနဲ့ငါဖုန်းဆက်လိုက်မယ်နော်အဲ့ကြောင့်ငါပြန်ပြနော်အေးပါနင်ပြောတဲ့ skin care တော့ငါမသုံးရသေးဟိုမှာဟိုဘက်မှာကိုရငါ့ကိုရှိုးနေပြီညီဆောင်ရတော့မတင်နဲ့ငါအေးဟုတ်တယ်နော်နင်စွန်းတော့မှလားမသိဘူးကောင်းမပဲရတော့ဟဲ့မလာနေပြီပဲလေးများထားမှာပဲများဟုတ်ဒီလိုထိုင်ကောင်မှလူရှိလားဟုတ်မရှိဘူးထိုင်ဟုတ်လေအကိုလေး Facebook account လေးပြီးချင်တယ်ရတယ်ကိုဒီမှာလေဒီမှာပြီးလိုက် scan လေးဖတ်လေရတယ်နော်အကို scan ဖတ်လိုက် scan ဖတ်လိုက်အော် scan ဖတ်ရအောင်ဟုတ် sorry ညီမလေးအကိုလေးညီမလေး account ပြီးချင်တာမဟုတ်ဘူး sorry နော်ညီမလေးဒီကညီလေး Facebook account လေးပြီးချင်ဟုတ်ကဲ့ညီလေး Facebook account လေးကျွန်တော်ကဟုတ်ရပါမနှောပဲတကယ်မနှောအစင်ဆိုကောင်သူ့လင်နေပြီပဲဟာငါလေသူ့သုံးနာရီအကုန်သုံးပြီးတော့မှလေလှအောင်လုပ်ပြီးမှသူ့လင်နေအကုန်ပိုင်းသိမ်းပြ1 week later ညီမလည်းပြန်အားလားအေးငါနဲ့စကားပြောပြနေရကိုကြီးနဲ့မိတ်ဆက်ပေးမို့အမေငါ့ကိုကြွားတော့မယ်ပေါ့ဟုတ်ပါပြီငါကောင်လာစင်လာကြည့်ရသေးရပေါ့စင်တယ်နော်နင်းလူခံအများကြီးစင်တယ်အဲ့ဆိုလို့ရှိလို့ရှင်ငါတို့နှစ်ပြန်တွေ့နေကြတဲ့ဆိုင်ကိုပဲတနိုင်လောက်လာခဲ့လိုက်လीနော်ငါတို့စောင့်နေမယ်အေးပါအဲ့ဆိုလာခဲ့မယ်နော် tomorrow ဒီကောင်လေးရောမရောက်သေးဘူး။အော်လာမှာပေါ့နေအေးဆေးပေါ့။ဟဲ့နင်ပြောတယ်လေမစ်ဆက်လေးငါသုံးတာလေးဒါမကျအမဲဆက်တွေကင်းပြီးတော့မကျဂလိုးလာတလားဟဲ့ရမ်းလာမလားဟဲ့တော်တိတာလားနော်ဒီပါလေးဟဲ့လာနေပြီနေဟောစောင့်နေရကြသွားပြီလားမချသေးပါဘူးညီမလေးခုလေးမှရောက်တာဟုတ်လားအခုလည်းလေလမ်းမှာကားရိပ်ပိန်ညာနဲ့နည်းနည်းနောက်ကျသွားတယ်အဲ့လိုဖြစ်နေတာဟုတ်အော်ဘာစားမလဲတော့တကူမှလိုက်လေအခုကျွေးမှာပေါ့ဒီလေးလည်းအားမနာနဲ့နော်တကူမှစားနော် A few moments laterဒါနဲ့ဟိုအခုချိန်ထားတာလားပြေလို့ညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်ရပါတယ်ဟဲ့အခုနဲ့ညီမနဲ့ကျေးဇူးတင်ရမယ်ဆက်ဆံရေးတွေမှမဟုတ်တာရတယ်ဟုတ်ညီမတို့အားနာပါတယ်အခုလိုအပြင်မှာတွေးကြည့်လိုက်တော့ညီမအကိုတိုက်မဟုတ်နေတော့တော်ပြီမပြောနဲ့တော့နင်တို့ယူလိုက်ကြတော့စောက်စင်ဆိုလင်းနဲ့တကယ်မတော့ပြန်နေကောင်းစီရမသားပါသေးဘူးဒီအဲ့နဲ့ဒီပြန်ပြန်ပြန်လာကြောက်ပြန်လာ